ဆလာဗီယာလေးပေါ့နော်ဆလာဗီယာလေးမှာကျွန်တော်လုံးဝကျွန်တော်နော်ကျွန်တော်ရဲ့တစ်တော့ညီကိုမောင်နှမများနဲ့အတူတူပဲကျွန်တော်ဖွင့်ကြည့်မယ်ကျွန်တော်ဘယ်လိုလေးกินထားတယ်ဆိုတော့ငါခဲဘက်ကင်ဆိုတော့ကျွန်တော်ဒါပေါ့ပါနော်လုံးဝနူးနူးအေးလေးပါကျွန်တော်တို့ကဲလုံးဝကဲ special ပါနော်ဒါမျိုးတွေပါငွေထောင်းနဲ့လုံးဝနော်လုံးဝ special နော်ကဲစားမယ်ဗျာကဲဘယ်လိုလေးအရသာလဲဘယ်လိုအရသာရှိတယ်ဆိုတာတော့ကျွန်တော်တို့နူးလာမအီယာချက်ပြပြဒီမှာနူးလာအီလာလေးကိုကျွန်တော်ကငါးခဲဘက်ကင်လုံးဝပေါင်းကင်လေးกินထားပါနော်ဒါကျွန်တော်တို့ငါးခဲဘက်ကင်တော့ပေါင်းကင်လေးပါဒါမျိုးပါကဲလုံးဝဒါမျိုးလေးပါနော်ကျွန်တော်တို့ကဲအချင်းရတော့လုံးဝပူရလက်ဆက်ရပူလိုက်မိုက်ရဟမ်ငါးခဲဘက်ကင်နော်ဘလို့ပဲတော့ဆံငါးခဲဘက်ကင်လေးမှာမယ်ဆိုတော့မှာမယ်ဆိုတော့တနေ့လောက်ကြိုတယ်မှာဆိုတော့ရှယ်ရအောင်နော်မိုက်တယ်ပူရနော်ငါးခဲဘက်ကင်ဒါလက်ရှိကတော့ကျွန်တော်လက်ရှိကငါးခဲဘက်ကင်ကိုဆလာဗီယာရှိတယ်ငမုတ်ရှိတယ်နော်ငုံတုံရှိတယ်အမှုပါချစ်ကြပါတော့အသားလေးကြည့်ပဲရှယ်နော်ဒါမျိုးစားမယ်ဆိုတော့ဒါမျိုးပေါ့ဗျာကဲအရေးရနေနော်ဟာရှယ်ဟမ်နော်ဘူးနော်ကဲမှန်ဆိုကျွန်တော်ဆိုင်တော့မန္တလေးမြို့မှာပဲဒီရှိရမန္တလေးမြို့80လမ်း3နှစ်3နှစ်ကြောက်လာရောက်အားပေးလို့ရနော်တိတော့ညီကိုမောင်နှမငါးခဲဘက်ကင်ပေါင်းခင်တာရှယ်ပဲဘူးတယ်နော်ရှယ်ကောင်းလားအရှင်းလဲလူတို့ထားပါနော်ပစားရွှဲရှယ်ရိုးသူလည်းလုံးဝဒါငွေနှုတ်လိုက်နော်ပြီးတော့ဆွလိုက်ချင်းကမိုက်တယ်မကြီးကျင်နဲ့နော်ပေါင်းငင်ဖြစ်တဲ့ကြောင့်မလို့လုံးဝ special စားလို့ရနော်ဆက်တယ်မိုင်းလဲမိုက်တယ်ရှယ်တော့ထိမိခွေးမိလားရှာထုတ်တဲ့ကိုလုံးဝရောက်သွားမယ်တွင်းက9ဆဆိုတာရတာရှိရကဲကျွန်တော်လိုပဲအားရပါရစားခြင်းရဆိုလို့ရှိရင်ငါးခက်ဘက်ကလေးတွေကျွန်တော်လိုပဲအားရပါရစားခြင်းနဲ့မီးစမ်းခြင်းနဲ့တစ်ခါတော့လာရောက်ပြီးတော့မှမီးစမ်းကြည့်ဗျကျွန်တော်ရဲ့ဆန်ကမန္တလေးမြို့80လမ်း3နှစ်3နှစ်ကြာငမုတ်လောထဲမှာငမုတ်ရတယ်ဆလာဗီယာရတယ်နော်ငမုတ်ရတယ်ဆလာဗီယာရတယ်နော်ငအုံတုံရတယ်တော့ငအုံတုံအကောင်ကြီးပဲကျွန်တော်အကြီးပဲကျွန်တော်ရောက်လာကဲကျွန်တော်ရဲ့ဆန်ကမန္တလေးမြို့80တဲ့3နှစ်3နှစ်ကြာလာရောက်အပြီးဗမေးနဲ့အုံးနဘက9445နဲ့2000ခွဲ9000ခွဲအဖို့မြောက်မှာယူနိုင်ပါလေဗျအားလုံးကျေးဇူးတင်ပါတယ်